ပြန်ပေးဆွဲခံထားရတဲ့မိခင်နဲ့သမီးဖြစ်သူကိုကယ်တင်ဖို့အတွက်ဂျက်ကီချန်နဲ့သူ့သူငယ်ချင်းတွေဟာရှေးဟောင်းရုံးတော်ကြီးကိုညဘက်မှာစီးနှင်းတိုက်ခိုက်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်။သူတို့ဟာလှုပ်ရှားဖို့အတွက်အဖွဲ့၃ဖွဲ့ခွဲလိုက်ကြတာပါ။ပထမဆုံးအနေနဲ့ဂျက်ကီချန်ဟာတစ်သားတို့တစ်ချောင်းကိုတုံးပြီးတတိုင်းပေါ်တွားတက်ခဲ့ပေမဲ့မထင်မှတ်ပဲခေါင်းပြူးမှတင်ဘောလုံးတစ်လုံးရဲ့ရိုက်ခတ်မှုကြောင့်အောက်စီဝုန်းကနေပြုတ်ကျသွားခဲ့ရပါတယ်။တစ်ချိန်တည်းမှာပဲကျွန်ဟာလက်နက်ကိရိယာပြည့်စုံတဲ့နံရံမြင့်ပေါ်ကိုခြေကျုပ်ပစ်တင်ပြီးတက်ဖို့စ조사ခဲ့ပေမဲ့အပေါ်ကအဆောင်တွေရဲ့ချက်ချင်းသတိပြုမိခြင်းကိုခံလိုက်ရပါတယ်။ဒါဝိတ်တယောက်ပဲဘာမှမလုပ်ရသေးတာကြောင့်ဂျက်ကီချန်ကအနားကိုအပြေးလွှားသွားပြီးအစီအစဉ်တစ်ရှိလားလို့မေးမြန်းခဲ့ပါတယ်။ဒါပေမဲ့ဒါဝိတ်ကအရှိတကားမှကြီးကနေတိုက်ရိုက်ဝင်ဖို့အခွင့်အရေးကိုစောင့်ဆိုင်မယ်လို့ဆိုလာခဲ့တာပါ။တကားမှာအဆောင်တွေရှိနေတာကြောင့်ဂျက်ကီချန်ကဒါကိုသဘောမတူပဲဒါဝိတ်ကိုဘျူးမဆိုင်တော့ပဲမိမိဘာသာတစ်ပင်ပေါ်တက်ဖို့ထွက်ခွာခဲ့ပါတယ်။ဂျက်ကီချန်တစ်ပင်ပေါ်တက်နေစဉ်မှာပဲဒါဝိတ်ဟာတန်ဖင်းနဲ့တစုံကိုစီးနှင်းလိုက်ပြီးတကားဝမှာပိုက်ဆံထုတ်တထုတ်ကိုရှို့ဝှက်ချထားခဲ့ပါတယ်။မကြာခင်မှာအဆောင်တွေဟာပိုက်ဆံတွေကိုမြင်တွေ့သွားပြီးမမောစွာနဲ့အနားကိုတိုးကပ်လာခဲ့ကြပါတယ်။အဆောင်တွေရောက်လာတဲ့အချိန်မှာတော့ဒါဝိတ်ဟာဘာမှစဉ်းစားမနေပဲအားပြင်းတဲ့ခြေကန်ချက်တွေနဲ့ဝုန်းကနေကန်ချပစ်လိုက်ပါတော့တယ်။တပြိုင်နက်တည်းမှာပဲဂျက်ကီချန်ဟာတစ်ပင်ပေါ်ကနေတတိုင်းပေါ်စီခုန်တက်လိုက်ပြီးအရင်တစ်ခေါက်နာကျင်မှုကိုတင်ကန်းစာယူကခေါင်းကိုဖြည်းဖြည်းချင်းပြူးပြီးဒါဝိတ်နဲ့မျက်ရည်ချင်းဆုံခဲ့ကြပါတယ်။အဲ့ဒီနောက်မှာတော့သူတို့နှစ်ဦးရဲ့ပြီးပြည့်စုံတဲ့လက်တွဲညီမှုတွေကြောင့်အဆောင်မြောက်များကိုလင်းမြန်စွာပဲနှိမ်နင်းနိုင်ခဲ့ကြပါတယ်။ရှေးဟောင်းရုံးတော်ထဲကိုရောက်ရှိသွားတဲ့အခါမှာတော့ကျွန်တယောက်ရန်သူတွေရဲ့အဖမ်းခံထားရပြီဖြစ်ကြောင်းသူတို့သတိပြုမိသွားကြပါတယ်။အနေရရှိတဲ့အခြေအနေကြောင့်ဂျက်ကီချန်ဟာပတ်ဝန်းကျင်ကိုဝေးဝဲကြည့်ရှုလိုက်ပြီးဘေးနားကတစ်ပင်ကြီးကိုအတုံးကြကရုံးတော်အလဲထဲစီခုန်ကူးလိုက်ပါတယ်။ခန္ဓာကိုယ်ဝါတို့ဒါဝိတ်ကတော့တစ်ပင်ပေါ်မှာညက်နေခဲ့တာကြောင့်ဘာမှမတတ်နိုင်ပဲဘေးနားကတန်ကွန်ရဲ့အတိုင်းဖြည်းဖြည်းချင်းတွားတက်ခဲ့ရပါတယ်။ဂျက်ကီချန်ဟာအထဲကိုအောင်မြင်စွာရောက်ရှိသွားခဲ့ပြီးစားပွဲတစ်လုံးရဲ့အောက်မှာရှို့ဝက်ပုံအောင်ခဲ့ပါတယ်။ဒါပေမဲ့မထင်မှတ်ပဲကျွန်ကိုကယ်တင်ဖို့ပြင်ဆင်လိုက်တဲ့စက္ကန့်ပိုင်းတွင်းမှာတင်ရန်သူတွေရဲ့ရုတ်တရက်ရိပ်မိသွားခြင်းကိုခံလိုက်ရပါတယ်။ဂျက်ကီချန်ကတံပြန်တိုက်ခိုက်ဖို့စ조사ခဲ့ပေမဲ့လည်းရန်သူတွေရဲ့အင်အားကြောင့်ချက်ချင်းပဲအချုပ်ခံလိုက်ရပါတယ်။ကံကောင်းထောက်မစွာနဲ့ပဲအရေးကြုံနေတဲ့အဆိုပါစက္ကန့်ပိုင်းတွင်းမှာဒါဝိတ်ဟာအချိန်မီဝုန်းကနေရောက်ရှိလာခဲ့ပါတယ်